ဇလန်ထဲမှာတော့အဓိကဇက်ကောင်ဂျုံဟုတ်ကကဘာကြီးပျက်စီးသွားဟုနှိခတ်လာတဲ့ချိန်မှာဖျားတွေကပို့လိုက်တဲ့အခက်ခဲမျိုးစုံကိုတိုက်ခိုက်ရင်းဆိုင်ရပါတယ်။ဟုတ်ကဘာကြီးပျက်စီးသွားမဲ့အစ်စ်နီးလာတဲ့အချိန်မှာဖျားများကပို့လိုက်တဲ့အခက်ခဲတွေကိုတိုက်ခိုက်ရင်းဆိုင်နေခဲ့တယ်။သူ့ရဲ့မိတ်ဖက်တွေကတယောက်ပြီးတယောက်ကြာဆုံးသွားကြပြီမိတ်ဟုတ်ကတော့အမြင်နှံပို့မှုအားကောင်းလာဟုဒီဝတ္ထုကိုတျံဖတ်နေခြင်းကသူ့ရဲ့အထက်တန်းကျောင်းဘဝကိုဖျက်ဆီးနိုင်ဖို့ကူညီခဲ့ပါတယ်။သူကအတန်းဘောဆိုးရီကြောင့်အမြင်အနိုင်ကျင့်ခံရပေမဲ့လည်းအဲ့ဒီဝတ္ထုကသူ့ကိုခံနိုင်ရရှိအောင်လှုံ့ဆော်ခဲ့ပါတယ်။ကျောင်းပြီးထွက်တဲ့အခါဒိုဂီဂျာကအလဲအလက်စင်ကြီးရဲ့တက္ကသိုလ်တစ်ခုကိုဝင်ခဲ့တယ်။အလဲအလက်အလုပ်တွေကိုလုပ်ခဲ့ရတယ်။နောက်ဆုံးမှာကုမ္ပဏီကြီးတစ်ခုမှာယာယီစာချုပ်နဲ့အလုပ်ဝင်လုပ်ခဲ့ရတယ်။ဒီနေ့မှာတော့အဲ့ဒီစာချုပ်ကပြီးဆုံးသွားပြီးဝတ္ထုလည်းအဆုံးသတ်သွားခဲ့တယ်။နောက်ဆုံးအလုပ်ချိန်ပြီးဆုံးတဲ့အခါဒိုဂီဂျာကနောက်ဆုံးအခန်းကိုဖက်ပြီးအဆုံးသတ်ပေါ်စိတ်ပြတ်သွားပါတယ်။ဂျုံဟျုတ်တယောက်အဲ့ဒါအသက်ရှင်ကြံရည်ထည့်တဲ့အတွက်သူ့အတွက်ဒီအဆုံးသက်ကမကောင်းဘူးကိုချိန်ခဲ့တယ်။ဒါကြောင့်စာရေးသူကို message ပို့ပြီးဒီဇလန်ကအဆိုးဆုံးပဲလို့ပြောလိုက်တယ်။ရထားပေါ်မှာဒူဂီဂျာကသူ့ရဲ့ကျူတူစာချုပ်ပြီးသွားတဲ့အလုပ်ဖော်စွန်ကနဲ့မတော်စာထိမိခဲ့ပါတယ်။ဖုန်းကိုကြည့်ပြီးအချိန်ကညနေ9 နာရီတိတိဖြစ်နေတာကိုအတည်ပြုမိပါတယ်။ဒါကဝတ္ထုရဲ့အစမှပဲဖြစ်ပေါ်လာတဲ့အခြေအနေအတိုင်းပဲတူညီနေတယ်ဆိုတာကိုလည်းသူသတိထားမိပါတယ်။ရထားပေါ်မှာကိုရီးယားရိုးရိုးရံရဒါနာရည်တဲ့တရဝမျိုးဖြစ်တဲ့ကယ်ဘီကရုတ်တရက်ပေါ်လာပါတယ်။ခရီးစဉ်တယောက်ကအဲ့ဒီတရဝကိုစော်ကားလိုက်တဲ့အခါကယ်ဘီကသူ့ရဲ့လေးစားမျက်လုံးနဲ့အဲ့ဒီလူရဲ့ဦးခေါင်းကိုပစ်ခတ်လိုက်တော့လူကနေရာတင်ထိဆုံးသွားပါတယ်။ဒါကိုမြင်တဲ့အခါခရီးစဉ်အားလုံးထိတ်လန့်ကြောက်ဆိုပြီးအော်ဟစ်ပန်းနစ်ဖြစ်သွားကြပါတယ်။ဒါပေမဲ့ကယ်ဘီကကြောက်စရာကောင်းတဲ့မျက်နှာအမူအရာတစ်ခုနဲ့လူအားလုံးကိုတိတ်တိတ်ဆစ်လိုက်ပါတယ်။ထုံတော့ကယ်ဘီကကြေညာတယ်။ဖျားတွေကလူသားတွေကအရင်ဆိုးရွားတဲ့အဖြစ်ရှိနေကြောင်းကိုဆုံးဖြတ်ထားပြီးသားဖြစ်လို့အဖြစ်ပေးခံရဖို့ထိုက်တန်တယ်လို့ဆိုလိုက်ပါတယ်။လူသားကယောက်ကိုစမ်းသပ်မှုအဆင့်ကစင့်ရှိပေးမယ်။အဲ့ဒီအဆင့်ကိုဘလို့ဖြည့်ရှင်းနိုင်တယ်လဲဆိုလာပေါ်မူတည်ပြီးသူတို့ရဲ့အနာဂတ်ကိုဆုံးဖြတ်သွားမယ်လို့ပြောလိုက်တယ်။